Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ KBZ Pay အသုံးပြုတဲ့တူတိုင်းမှာမဖြစ်မနေတိကိုတိထားတဲ့အရေးကြီးဆုံးအချက်၄ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ်ဆိုတော့စလိုက်ကြရအောင်ကျွန်တော် KPay ကနေတစုံတယောက်ကိုငွေမားလွှဲမိတယ်ဆိုလို့ရှိရင်မဖြစ်မနေလောက်ကိုလောက်ရမယ့်အရေးကြီးဆုံးအချက်က၄ချက်ရှိပါတယ်နံပါတ်1ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ကတယောက်ယောက်ကိုငွေလွှဲလိုက်တဲ့ချိန်မှာဖုန်းနံပါတ်လွှဲသွားတာတွေအမောင့်လွှဲသွားတာတွေဥပမာ3သိန်းလွှဲရမယ့်ဟာကို2သိန်းလွှဲမိတာတော့ဘာလို့ဖြစ်လာတဲ့အချိန်မှာပြဿနာတွေရှိလာတတ်ပါတယ်ကိုယ့်ရဲ့အတိမိတ်ဆွေကိုယ့်ရဲ့တငယ်ချင်းဆိုလို့ရှိရင်ပတ်စံကိုပြန်တောင်းလိုက်ရင်သူကလွှဲပြီးရင်အဆင်ပြေတယ်ဘာမှပြဿနာမရှိဘူးတကယ်လို့ကျွန်တော် online ပေါ်နေငွေလွှဲတာတွေကိုမတိပဲနဲ့မရင်းနေတဲ့တယောက်ယောက်နဲ့ငွေလွှဲတာတွေလိုလိုက်တဲ့ချိန်မှာအမားယွန်းတစ်ခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြောပြမယ့်၄ချက်စလုံးနဲ့လှုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ပတ်စံကအကုန်လုံးကိုပြန်လည်ရရှိလာမှာဖြစ်ပါတယ်ပထမဆုံးချက်အနေနဲ့အရေးကြီးဆုံးကကျွန်တော်ငွေမားလွှဲမိပြီဆိုလို့ရှိရင်အမြန်ဆုံးကျွန်တော် call center ကိုဒီဖုန်းနံပါတ်လေးကိုခေါ်ပြီးတော့ကျွန်တော်ဒီဖုန်းနံပါတ်ကိုမားလွှဲမိတယ်ဘယ်လောက်မားလွှဲမိတယ်ဆိုပြီးတော့အသေးစိတ်ကိုရှင်းပြပေးရမှာဖြစ်ပါတယ်ပြီးရင်သူ့ရဲ့အကောင့်ကိုယာယီပိတ်သိမ်းပြဖို့ကိုတောင်းဆိုရမှာဖြစ်ပါတယ်ယာယီပိတ်သိမ်းပြဖို့ဆိုတာကတရက်လည်းဖြစ်နိုင်တယ်2ရက်လည်းဖြစ်နိုင်တယ်3ရက်လည်းဖြစ်နိုင်တယ်အများအားဖြင့်တော့အဲ့လိုမျိုးတောင်းလာတဲ့ချိန်မှာတို့က KPay က3ရက်ပိတ်ပြီးလိရှိပါတယ်ဆိုတော့ပထမဆုံးမှာ call center ကိုခေါ်ပြီးရင်အကောင့်ပိတ်ပြီးဖို့လည်းတောင်းဆိုပြီးဆိုလို့ရှိရင် KPay call center ဘက်ကကျွန်တော်ကို token number လောက်ခေါ်ရမလားကျွန်တော်ရဲ့အမှုကျွန်တော်ရဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့တို့ကကနန်းတစ်ခုပေးပါလိမ့်မယ်ဒီနံပါတ်ကိုတေချာတင်ထားပါဆိုပြီးတော့တို့ပြောလာလိမ့်မယ်အဲ့ဒီတို့ KBZ call center ကကျွန်တော်ကိုပေးလိုက်တဲ့နံပါတ်လေးကိုကျွန်တော်တေချာတင်ထားရမှာဖြစ်ပါတယ်အဲ့ဒီနံပါတ်လေးကလိုကိုလိုမှာဖြစ်ပါတယ်ဆိုတော့ပထမအဆင့်ပြီးသွားပြီဒုတိယအဆင့်နေရာမှာကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်မားလွှဲလိုက်တဲ့အကောင့်ပိုင်ရှင်နဲ့ဥပမာမောင်ကမြတ်ကိုငွေမားလွှဲမိတာဆိုလို့ရှိရင်မောင်ကနေမြတ်ကိုဆက်တွေ့ရမှာသူ့ဖုန်းနံပါတ်ကိုခေါ်ပြီးတော့တကယ်ချင်းကျွန်တော်ပတ်စံဘယ်လောက်လွှဲမားလွှဲမိတယ်အဲ့ဒါလေးတွေကိုကျွန်တော်တစ်ချက်ပြန်လွှဲပြီးလို့ရမလားဆိုတဲ့ပုံစံမျိုးနဲ့သူနဲ့ငွေလွှဲတဲ့သူနဲ့ငွေလက်ခံတဲ့သူကိုတိုက်ရိုက်စကားပြောရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်ဒီနံပါတ်1အဆင့်1နေရာမှာအဆင်ပြီးတဲ့ငွေလက်ခံတဲ့သူကလည်းမားလွှဲတဲ့အမောင့်ကိုကျွန်တော်ကိုပြန်လွှဲပြီးတယ်ဆိုလို့ရှိရင်ကျွန်တော်ကအဆင်ပြေသွားပြီအဲ့ဒီဟာလေးနဲ့သူနဲ့ဒီလက်ခံသူနဲ့လွဲသူကြားမှာအဆင်မပြေဘူးပြဿနာတွေထပ်ဖြစ်နေတဲ့ပတ်စံပြန်မရသေးဘူးဆိုလို့ရှိရင်ကျွန်တော်အဆင့်3ကိုတွားရမှာဖြစ်ပါတယ်အဆင့်3နေရာမှာဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်ကနှစ်ဦးနှစ်ဖက်ညှိနှိုင်းတာလည်းအဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်အမြန်ဆုံးကျွန်တော်နဲ့အနည်းဆက်ဆုံးရဲစခန်းကိုတွားပြီးတော့အမှုအတွားဖွင့်ရမှာဖြစ်ပါတယ်အမှုအတွားဖွင့်ပြီးတော့ကိုမားလွှဲမိတဲ့ပတ်စံတွေဘယ်လိုအကြောင်းအကျိုးအကြောင်းလေးကိုတေချာရှင်းပြပြီးတော့အဲ့ဒီဟာလေးတွေကိုရဲစခန်းမှာအမှုဖွင့်ပြီးတော့လုပ်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီရဲစခန်းမှာအမှုဖွင့်ပြီးရဲထောက်ခံစာတွေရဲစခန်းကထုတ်ပေးလိုက်တဲ့စာတွေရရှိလာပြီဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါကိုဘာလုပ်ရမလဲဆိုလို့ရှိရင် KBZ Pay Call Center ကိုတစ်ချက်ဖုန်းခေါ်ပြီးတော့ email ကိုတောင်းရမှာဖြစ်ပါတယ်အဲ့ဒီ KBZ Pay ရဲ့ email ကိုတောင်းပြီးတော့ကျွန်တော်ရဲစခန်းကနေရရှိလာတဲ့ထောက်ခံစာတွေရဲစခန်းမှာတိုင်ကြားစာတွေအဲ့ဒါလေးတွေကိုအကုန်လုံးကိုဓာတ်ပုံရိုက်မယ်အဲ့ဒါပြီးရင်ကျွန်တော်ငွေမားလွှဲလိုက်တဲ့ပတ်စံတွေကိုလည်း screenshot ရိုက်မယ်အဲ့ဒါလေးတွေအကုန်လုံးကိုရေးပြီးတော့ KBZ Pay Call Center ကနေတောင်းထားတဲ့ email ကနေကျွန်တော်ကစာပို့ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကတတိယအချက်ပေါ့နော်ဆိုတော့ကျွန်တော်ပထမအဆင့်လဲလုပ်ပြီးပြီဒုတိယအဆင့်လဲလုပ်ပြီးပြီတတိယအဆင့်လဲလုပ်ပြီးပြီနောက်ဆုံးအဆင့်မှာဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်က KBZ Call Center ကိုလည်းဖုန်းခေါ်ပြီးရင်ကျွန်တော်ကသူ့ရဲ့ကာယကံရှင်ကိုယ်တိုင်နဲ့လည်းကျွန်တော်ညှိပြီးအဆင်မပြေဘူးပြီးရင်ကျွန်တော်ရဲစခန်းကိုလည်းတွားပြီးတော့အမှုဖွင့်ပြီးရဲစခန်းကနေကျွန်တော်ထောက်ခံစာတွေအမှုတွဲစာတွေကိုကျွန်တော်ရရှိပြီးအဲ့ဒါကိုလည်း KPay email မှာလည်းကျွန်တော်ပို့ပြီးပြီဆိုလို့ရှိရင်နောက်ဆုံးအဆင့်မှာဘာလုပ်ရမလဲဆိုလို့ရှိရင် KBZ Pay Call Center ကကျွန်တော်ကို10ရက်အတွင်းမှာဖုန်းခေါ်လာပါလိမ့်မယ်ကျွန်တော်ကိုနစ်နာသူကိုငွေမားလွှဲမိတဲ့သူတွေကိုသူတို့ဆက်သွယ်လာပါလိမ့်မယ်သူတို့ဆက်သွယ်လာတဲ့ချိန်မှာသူတို့ဘက်ကဘယ်လိုလုပ်ခိုင်းမလဲဆိုလို့ရှိရင်ပိုင်ကာယကံရှင်နဲ့အဲ့ဒီငွေလွှဲသူနဲ့
လက်ခံသူကိုတက်ရိုက်နှိနိုင်ဖို့ကိုတို့ကတိုက်တွန်းပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါလည်းလုံးဝအဆင်မပြေခဲ့ဘူးကျွန်တော်နှိပြီးအဲ့ဒါလည်းအဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်ကဘန်ကိုသွားပြီးတော့အသေးစိတ်ကိုရှင်းပြမယ်ပြီးရင်ဂိုင်ရှင်နဲ့ထပ်နှိမယ်လုံးဝမရအောင်နောက်ဆုံးအပိတ်မှာလည်းဘာမှဖြစ်မလာဘူးဆိုလို့ရှိရင် KBZ Pay Call Center ကကျွန်တော်ရဲ့မားလွဲမိထားတဲ့ပတ်စံကိုအဲ့ဒီငွေလက်ခံသူရဲ့အကောင့်ကနေကျွန်တော်ရဲ့အကောင့်ထဲကိုတို့ကပြန်လွှဲပြီးပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်ရရှိထားတဲ့ပတ်စံကျွန်တော်မားလွဲမိတဲ့အကောင့်ကိုကျွန်တော်ရဲ့ Gpay ထဲကိုဝေလာပြီဆိုလို့ရှိရင်အဲ့ဒါလည်းကျွန်တော်ချက်ချင်းဘာမှလုပ်လို့မရသေးဘူးအဲ့ဒါအနည်းဆုံး2ရက်3ရက်5ရက်10ရက်လည်းဖြစ်နိုင်တယ်အဲ့ဒီကြားထဲကိုကျွန်တော်ရဲ့အကောင့်ထဲမှာလည်းဒီတိုင်းရှိနေမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးကို4-5ရက်10ရက်လောက်ပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ပတ်စံကကျွန်တော်ကြိုက်တယ်လို့ပြန်သုံးလို့ရပြီကျွန်တော်တို့များကိုလည်းပြန်လွှဲလို့ရပြီကိုကပြန်ထုတ်ချင်တယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရပြီဆိုတော့ဒီနေ့ဗီဒီယိုလေးကိုတော့ကျွန်တော် Gpay အသုံးပြုတဲ့သူတိုင်းအတွက်လုံးဝကိုအရေးကြီးတဲ့အချက်ဖြစ်ပါတယ်ကျွန်တော်ကငွေမားလွှဲမိတာတွေအဲ့လိုမျိုးတွေဖြစ်လာရင်အခုကျွန်တော်ပြောပြထားတဲ့အဆင့်၄ဆင့်ကိုလုံးဝလိုက်နာပြီးတော့တီချာလိုက်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ပတ်စံကိုအပြည့်ပြန်ရမှာဖြစ်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်တစ်ခုကကျွန်တော်တစုံတယောက်ကိုငွေလွှဲမယ်ဆိုလို့ရှိရင်ငွေမလွှဲခင်မှာဖုန်းနံပါတ်ကိုနှစ်ခါတိတိတီချာလေးပြန်စစ်ကြည့်ပြီးပါအဲ့ဒါမှသာလျှင်ကျွန်တော်ကငွေမားလွှဲမိတဲ့ပြဿနာတွေကနေကျွန်တော်ရှောင်နိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုမိတ်ဆွေအတွက်အသုံးဝင်တဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုဆက်လက်အားပေးပါလို့ကျွန်တော်ပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာဘိုင်ဘိုင်